Bitcoin ကို9မိနစ်အတွင်းဝယ်နည်း Bitcoin ဝယ်ချင်ပေမဲ့ဘယ်လိုဝယ်ရမလဲမသိဘူးဖြစ်နေတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားလိုက်ပါဒီနေ့ခေတ်မှာ Bitcoin ဝယ်ယူရတာအရန်ကိုလွယ်သွားပါပြီအဲ့တော့ Bitcoin ဝယ်ယူဖို့ကလည်းအဆင့်5ဆင့်လောက်သာလိုပါတယ်ဒါဆိုရင်စလိုက်ရအောင်ပထမဆုံးအဆင့်အနေနဲ့ကတော့ Binance Exchange ကိုကျွန်တော်တို့ဖုန်းထဲမှာ download ဆွဲထားဖို့လိုအပ်ပါတယ်တကယ်လို့ Binance ကို application နဲ့သုံးရအဆင်မပြေဘူးကွန်ပျူတာကလည်းသုံးမယ်ဆိုတဲ့လူတွေအတွက်လည်းကျွန်တော်တို့က Binance ကို website ကနေပြီးတော့တွားရောက်အသုံးပြုနိုင်ပါတယ်ဒုတိယအဆင့်ကတော့ Binance အကောင့်ကိုဖွင့်ပြီးတော့ကျွန်တော်တို့က KYC တင်ဖို့လိုအပ်ပါတယ် KYC တင်ဖို့အတွက်ကျွန်တော်တို့မှာ passport မှတ်ပုံတင်ဒါမှမဟုတ်လို့ရှိရင်ရင်မောင်းလိုင်စင်တစ်ခုခုလိုပါတယ်တတိယအဆင့်ကတော့ကျွန်တော်တို့ရဲ့အကောင့်ထဲကို P2P ဒါမှမဟုတ်တပ်ပါလီ wallet ကနေတစ်ဆင့်ငွေသွင်းထည့်ဖို့လိုပါတယ်နောက်ဆုံးအဆင့်အနေနဲ့ကတော့ကျွန်တော်တို့ကဘာလုပ်ဖို့လိုမှာလဲဆိုတော့အခုလို့market ထဲကိုတွားပြီးတော့ဒီ BTC လေးကိုဒီ trade ဆိုတဲ့ဟာလေးကိုထောက်ပြီးကျွန်တော်တို့အသုံးပြုချင်တဲ့ ordering method ကိုအသုံးပြုပြီးတော့ဝယ်လို့ရပါတယ်အခုလို Binance BTC ကိုနှိပ်ပြီးတော့ဝယ်လို့ရပါတယ် ordering method ဆိုတာကတော့ကျွန်တော်တို့က coin တစ်ခုကိုပဲဆိုလို့ရှိရင်တော့နီးလန်းနေအများကြီးရှိပါတယ်ဒါပေမဲ့အဓိကတော့လက်ရှိပေါက်ဈေးနဲ့ဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က market ကိုရွေးဖို့လိုပါမယ်လက်ရှိ market ပေါက်ဈေးကတော့ဒီလောက်ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာဝယ်ယူမဲ့ပမာဏကိုရိုက်ထည့်ပေးဖို့လိုပါတယ် BTC ကို BTC ဆိုတဲ့ amount နဲ့မဝယ်ချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့က USDT ကိုရွေးလို့ရပါတယ်အနည်းဆုံး$5ကိုစဝယ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဝယ်ယူမဲ့ပမာဏကိုအခုလိုမျိုးလေးရိုက်ပြီးတော့Binance BTC လေးကိုနှိပ်တာနဲ့ဝယ်ယူသွားမှာဖြစ်ပါတယ်အကယ်လို့ကျွန်တော်တို့ကလက်ရှိပမာဏနဲ့မဝယ်ချင်ဘူးဒီဈေးတန်းကကျွန်တော်တို့ဒီ3သိန်းလောက်မှ3သိန်းလောက်ပေါ့နော်3သိန်းလောက်ကျမှဝယ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က limit ကိုတွားလိုက်ပါlimit ကိုတွားပြီးတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဝယ်ယူချင်တဲ့ amount ကိုရိုက်လိုက်ပါပေါ့နော်10ရ1000 1000သိန်း3သိန်းကိုရိုက်မယ်ပြီးရင်ကျွန်တော်တို့ကဘယ်လောက်ဝယ်မှာလဲ10ကိုဝယ်မယ်ဆိုလို့ရှိရင်10လို့ဝယ်ပြီးတော့အခုလို့ Binance BTC ကိုနှိပ်လိုက်လို့ရပါတယ်ဒါဆိုလို့ရှိရင်တော့သူကဒီမှာ message လေးပြပေးပါတယ်limited order ပေါ့နော် limited order တခုဖွင့်သွားပါတယ်တဲ့ဒါကတော့တကယ်ဝယ်သွားတာမဟုတ်ပါဘူးသူကလက်ရှိမှာဒီ order ဖွင့်သွားတာဖြစ်ပါတယ်ဒီကျွန်တော်တို့ဒီ BTC တသိန်းရောက်တဲ့အချိန်မှာကျွန်တော်တို့ BTC amount ဒီလောက်ကိုဝယ်သွားမှာ$10ဖို့ဝယ်သွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့မဝယ်ဘူးဆိုတော့ဒီမှာအမိုက်ပုံးလေးကိုနှိပ်ပြီးတော့ပြန်ဖြတ်လိုက်မှာဖြစ်ပါတယ် okay ဒီမှာစာရန်ထုတ်ပါတယ်ပေါ့နော်ဒါဆိုရင်တော့တင်ကဒီ Bitcoin ကိုအခုလို့ဝယ်ယူနိုင်ပါပြီအကယ်လို့မိတ်ဆွေတို့အနေနဲ့ကဒီ Binance account ဖွင့်နေ KYC တင်နေနောက်ထပ်ဒီကျွန်တော်တို့ဒီ USDT ကို P2P မှာဝယ်နည်းကိုအဆင်မပြေဘူးဒီမလုပ်တတ်သေးဘူးဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ YouTube channel နဲ့ဒီ TikTok ကိုလည်း like and follow လေးလုပ်ပေးခဲ့ကြပါဦး